မင်္ဂလာပါရှင်မြမရိုးရမုတ်လေးတစ်မျိုးဖြစ်ပြီးတော့လူကြိုက်လဲအရန်များတဲ့မုတ်ပြားတက်လက်လုံးနီးလေးမျှဝေပေးခြင်းပါတယ်ရှင်အရင်ဆုံးဆန်မုတ်ကိုဆန်ချိန်ခွက်နဲ့2ခွက်ထည့်ပါမယ်yeast လို့ခေါ်တဲ့တက်ဆေးကိုလက်ဖက်စားစွန်းနဲ့တစွန်းထည့်ပါမယ်ရှင်။ yeast မရှိဘူးဆိုရင်သူ့နေရာမှာ baking soda ကိုအစားထိုးပြီးတော့ထည့်လို့ရပါတယ်ရှင်။အရသာအတွက်တော့ကြက်သားမုတ်အနည်းငယ်ထည့်ပါမယ်။ကြက်သားမုတ်ကမကြရင်မထည့်လို့လည်းရပါတယ်ရှင်။စားလေးအနည်းငယ်ထည့်ပါမယ်ရှင်။ yeast ထည့်တာကတော့မုတ်သားအချင်းပေါက်ပြီးတော့ပွားဖို့အတွက်ထည့်တာဖြစ်ပါတယ်။ရေကိုတော့ဆန်ချိန်ခွက်နဲ့2ခွက်ထည့်ထားပါတယ်။အရင်ဆုံးရေတစ်ခွက်ထည့်ပြီးတော့ဆန်မုတ်တွေနဲ့သမသွားအောင်လို့မှွေပေးလိုက်ပါမယ်အခုလိုမျိုးခပ်ပြစ်ပြစ်အနေထားလေးရောက်သွားပြီဆိုရင်နောက်ထပ်ရေတစ်ခွက်ထည့်လိုက်ပါမယ်ရှင်ရေအချိုးကတော့ကိုသုံးထားတဲ့ဆန်မုတ်အမျိုးအစားပေါ်မူတည်ပြီးတော့အနည်းငယ်လေးလိုတိုးပိုလျှော့ရှိနိုင်ပါတယ်ရှင်ပြီးရင်ဆန်မုတ်တွေအားလုံးအလုံးအခဲလေးတွေမကျန်တော့ဘဲနဲ့ချောညက်သွားတဲ့အထိကိုမှွေပေးရပါမယ်မုတ်ရီကအရန်ပြစ်ပြစ်ကြီးဖြစ်လို့မရပါဘူးအခုလိုမျိုးလေးမကျဲတကျဲအနေထားလေးဖြစ်နေရပါမယ်ရှင်မုတ်ရီကအရန်ပြစ်တယ်ဆိုရင်မုတ်သားကအီလေးမရဘဲနဲ့မမတောင်းတောင်းကြီးဖြစ်တတ်ပါတယ်မုတ်ရီလေးဖြော်တာပြီးသွားပြီဆိုရင်တော့အဖုံးလေးအုပ်ပြီးတော့မုတ်သားလေးအချင်းပေါက်ပြီးတော့ပွာလာဖို့အတွက်အနည်းဆုံး4နာရီလောက်အခန်းပူချိန်မှာပဲထားပေးလိုက်ပါမယ်ရှင်ဒါလေးကတော့4နာရီလောက်ထားပြီးတဲ့အနေထားလေးဖြစ်ပါတယ်အခုဆိုရင်မုတ်သားလေးကအချင်းပေါက်ပြီးတော့မုတ်လုပ်ဖို့အတွက်အစင်သစ်အနေထားလေးဖြစ်နေပါပြီရှင်အောက်မှာအနေထိုင်နေတာတွေကိုတမသွားအောင်လို့ပြန်မှွေပေးလိုက်ပါမယ်ပဲပြုတ်အနေငယ်လိုအပ်ပါမယ်ကြက်သွန်မိတ်နန်းနန်းမင်းငရုတ်သီးစိမ့်နဲ့ခရမ်းချင်သီးတွေကိုလည်းရေးဆေးပြီးတော့လှီတာပေးပါမယ်ခရမ်းချင်သီးတို့ငရုတ်သီးစိမ့်တို့ကမကြိုက်ဘူးဆိုရင်မထည့်လို့လည်းရပါတယ်ရှင်အရင်ဆုံးအိုးထဲကိုစီလေးနဲ့တုပ်ပေးလိုက်ပါမယ်။မုတ်လုပ်ဖို့အတွက်တော့ကျမကအိမ်မှာရှိတဲ့အသေးဆုံးအိုးလေးကိုသုံးထားပါတယ်ရှင်။ဒီအိုးလေးရဲ့အရွယ်ကတော့9လက်မှရှိပါတယ်။ဒီမုတ်လုပ်ဖို့အတွက်နည်းနည်းလေးတော့ကြီးနေပါတယ်။ဒါပေမဲ့ဒီအိုးလေးပဲရှိလို့ဒါလေးနဲ့ပဲလုပ်ပြတာပါတယ်ရှင်။စီလေးပူလာပြီဆိုရင်တော့မုံနဲ့ရေထည့်ပါမယ်ရှင်။ဒီဇွန်းလေးနဲ့3ဇွန်းလောက်ထည့်လိုက်ပါမယ်။မုတ်ရေလေးထည့်ပြီးပြီဆိုတာနဲ့ပဲပြုတ်ထည့်ပါမယ်ရှင်။ကြက်သွန်မိတ်နဲ့နန်းနန်းမင်းမှာထည့်လိုက်ပါမယ်ရှင်မီးအားကိုတော့အလဲလက်ပဲထားပါတယ်ရှင်မီးအားပြည့်နေဆိုရင်မုတ်သားကအောက်ခြေတွေတူးပြီးတော့အတွင်းကမကြက်ပဲနဲ့ဖြစ်တတ်ပါတယ်ပြီးတာနဲ့အဖုံးလေးအုပ်ပြီးတော့ခဏလောက်တည်ထားပေးလိုက်ပါမယ်2မိနစ်လောက်အဖုံးလေးအုပ်ထားပြီးပြီဆိုရင်တော့အဖုံးလေးလှန်ပြီးတော့မုတ်သားရဲ့မျက်နှာပြင်ကိုစီလေးအနှဲငယ်တုပ်ပေးပါမယ်ရှင်အခုလိုမျိုးစီလေးတုပ်ပြီးတော့မှမုတ်သားမျက်နှာပြင်က6ပြီးတော့ကွဲအပ်တာမျိုးတွေမဖြစ်ဘဲနဲ့မုတ်သားအီလေးရမှာဖြစ်ပါတယ်မုတ်ပြားတက်လက်စစ်ကတော့မြေအိုးလေးနဲ့လုပ်ပြီးတော့မြေအိုးအဖုံးလေးကိုဖုံးပြီးတော့လုပ်ကြတာဖြစ်လို့စားလိုက်မယ်ဆိုရင်မြေသင်းနံလေးမှုေးပြီးတော့ပို့ပြီးတော့စားကောင်းပါတယ်စီလေးတုပ်ပြီးသွားပြီဆိုရင်အဖုံးလေးခဏပြန်အုပ်ထားလိုက်ပါမယ်နောက်ထပ်2မိနစ်လောက်ထပ်ပြီးအုပ်ထားလိုက်ပြီးဆိုရင်တော့မုတ်သားလေးကကြက်သွားပါပြီရှင်မုတ်သားရဲ့မျက်နှာပြင်မှာပြားတက်လက်လိုမျိုးအပေါက်လေးတွေရှိပြီးတော့မုတ်သားကိုဖဲလိုက်မယ်ဆိုရင်လည်းအမြောင်းလိုက်လေးတွေပါလာတဲ့အတွက်ပြားတက်လက်နဲ့အရန်စင်တူလို့မုတ်ပြားတက်လက်လို့ခေါ်ကြတယ်လို့သိရပါတယ်ရှင်မုတ်သားလေးကြက်သွားပြီဆိုရင်တော့ဇွန်းလေးနဲ့လှန်ပြီးတော့ဆယ်ထုတ်ထားလိုက်ပါမယ်ရှင်ကိုကအဆက်လေးစားခြင်းနဲ့ဆိုရင်ငရုတ်သီးစိမ့်လေးလည်းထည့်လို့ရပါတယ်ရှင်ကျမတော့ငရုတ်သီးစိမ့်လေးထည့်ပြီးတော့တစ်ခုလုပ်ထားပါတယ်မုတ်ပြားတက်လက်အနီလို့ခေါ်ကြတယ်မုတ်ပြားတက်လက်အချိုစားခြင်းနဲ့ဆိုရင်တော့ထညက်ရည်လေးကိုကြိုပြီးတော့ထညက်ရည်လေးထည့်ပြီးတော့လုပ်လို့ရပါတယ်ဒီအိုးလေးကတော့အနှဲငယ်ကြီးနေတဲ့အတွက်မုတ်သားကထူထူလေးမရဘဲနဲ့ပြန့်ပြန့်ကြီးကြီးလေးရပါတယ်အခုဆိုရင်မုတ်ပြားတက်လက်မုတ်ပြစ်တက်လက်စသဖြင့်အမျိုးမျိုးခေါ်ကြတယ်မြန်မာမုတ်လေးရသွားပါပြီရှင်အခုနောက်ထပ်တစ်ခုထပ်လုပ်ပါမယ်ဒီတစ်ခါတော့ကြက်ဥလေးနဲ့လုပ်ပြပါမယ်ရှင်
ကြက်ဥကိုအရင်ဆုံးခောက်ထားလိုက်ပါမယ်စီလေးပူလာရင်မုံနှိပ်ရည်ထည့်လိုက်ပါမယ်ရှင်ပြီးတာနဲ့ကြက်ဥခောက်ထားတာထည့်ပါမယ်ကြက်ဥထည့်ပြီးပြီဆိုတာနဲ့အပေါ်ကနေကိုစားကျင်တဲ့အစာပလာတွေအကုန်လုံးဖြူထည့်လိုက်ပါမယ်ရှင်ဒါဆိုရင်တော့ကြက်ဥနဲ့လုပ်တဲ့မုတ်ပြားတလက်လေးရသွားပါပြီရှင်ငုံဥလေးရှိတယ်ဆိုရင်ဒီနေရာမှာငုံဥလေးတွေဖောက်ထည့်လို့လည်းရပါတယ်ကျမကတော့ဆန်မုတ်ကိုဆန်ချိန်ခွက်နဲ့2ခွက်လောက်တာစုစုပေါင်းမုတ်ပြားတလက်3ခုရပါတယ်ရှင်မုတ်ပြားတလက်လေးတွေပေါ်ကနေနှမ်းလော်နဲ့စားလေးကိုရောပြီးတော့ထောင်းထားတဲ့နှမ်းနှောင်းလေးဖြူလိုက်ပါမယ်ရှင်မုတ်ပြားတလက်ကိုတော့နှမ်းနှောင်းလေးနဲ့စားကြတယ်လို့အချင်းရည်လေးနဲ့တို့ပြီးတော့ချင်းဆက်လေးစားကြတာမျိုးလည်းရှိပါတယ်ကော်ဖီလေးနဲ့ပဲစားစားရေနွေးချမ်းလေးနဲ့ပဲစားစားအရန်ကိုလိုက်ဖက်တဲ့တရေစာလေးဖြစ်ပါတယ်။သူကအေးသွားတဲ့အခါကျရင်တော့ဘေးကအနားသားလေးတွေကနည်းနည်းလေးမာသွားတတ်လို့ပူတုံးစားတာကတော့အရသာအရှိဆုံးနဲ့အကောင်းဆုံးပါပဲရှင်။မုတ်သားအီအီလေးကိုမှပဲပြုတ်တို့ကြက်သွန်မိတ်တို့နနမင်တို့ရဲ့အရသာလေးတွေရဲ့ကိုနှမ်းထောင်းမွှေးမွှေးလေးနဲ့စားရတာဆိုတော့တော်တော်လေးကိုမှစားလို့ကောင်းပါတယ်ရှင်။မုတ်သားလေးကနုနုညံ့ညံ့လေးနဲ့အီအီလေးဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။အရသာကတော့အစိမ့်အရသာလေးဆိုတော့အချိုမကြိုက်တဲ့သူတွေအတွက်လည်းအဆင်ပြေပြီးတော့အကြိုက်တွေမှာသိကြပါတယ်။စားလိုက်ပြီဆိုရင်စိမ့်စိမ့်မွှေးမွှေးလေးနဲ့အရန်စားလို့ကောင်းတဲ့မုတ်ပြားတလက်လေးလှုပ်စားကြည့်ပါရှင်။ဗီဒီယိုလေးကိုအဆုံးထိအချိန်ပေးပြီးကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်။အားလုံးပဲကျန်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှကင်းဝေးကြပါစေရှင်။